မီးတောက်တွေကြားကသူ့ရဲ့ကောင်ဂျိုဂျူရိုရန်ဂိုကုလူတယောက်ရဲ့တန်မိုးကိုသူဘလောက်ကြာကြာအသက်ရှင်ခဲ့လဲဆိုတာနဲ့တိုင်းတာလို့မရပါဘူးသူရှိနေခဲ့တဲ့ခဏတာအတွင်းမှာတခြားလူတွေရဲ့ဘဝကိုဘလောက်အလင်းပေးနိုင်ခဲ့လဲဆိုတာကဒါအထူးကပါဒီမွန်စရီယာတဲ့ကရန်ဂိုကုဂျိုဂျူရိုကတော့အဲ့ဒီအချက်ကိုအကောင်းဆုံးသက်သေပြသွားတဲ့သူပါနံပါတ်1မိခင်ဖြစ်သူရဲ့မှားတမ်းရန်ဂိုကုရဲ့စိတ်သက်ခိုင်မာမှုနောက်ွယ်မှာသူ့အမေရဲ့စကားတစ်ခွန်းရှိနေခဲ့တယ်တာမာတဲ့လူဟာအားနည်းတဲ့လူတွေကိုကာကွယ်ဖို့အတွက်မွေးဖွားလာတာတဲ့ဒီစကားဟာရန်ဂိုကုအတွက်တော့ရိုးရိုးစကားတစ်ခုမဟုတ်ခဲ့ပါဘူးဒါဟာသူ့ဘဝရဲ့အဓိပ္ပာယ်ဖြစ်တယ်လို့သူနောက်ဆုံးထွက်တဲ့အထိစောက်ကင်သွားခဲ့တဲ့တာဝန်တစ်ခုလည်းဖြစ်ပါတယ်နံပါတ်2ညှင်းပယ်ခံရမှုကြားကအပြုံးဒါပေမဲ့ရန်ဂိုကုရဲ့ဘဝကအမြဲတမ်းတောက်ပနေခဲ့တာတော့မဟုတ်ခဲ့ပါဘူးသူ့ရဲ့အားကိုးရာဖြစ်တဲ့အဖေဖြစ်သူကိုယ်တိုင်ကသူ့ရဲ့စူးစမ်းမှုကိုအသိမှတ်မပြုဘဲနှိမ့်ချဆက်ဆံခဲ့တယ်အဲ့ဒီအချိန်မှာသူဘာလုပ်ခဲ့လဲသူစိတ်ရမကြခဲ့ဘူးနာကျင်မှုကိုအပြုံးနဲ့ဖုံးကွယ်ပြီးသူ့ညီလေးအတွက်အားကိုးထိုက်တဲ့အကိုကြီးတစ်ယောက်ဖြစ်သူရက်တည်ခဲ့တယ်သူဟာချီးကျူးခံရဖို့အတွက်မဟုတ်ပဲမှန်ကန်တယ်လို့ယူဆရတဲ့အရာတွေအတွက်ပဲရှေ့ဆက်ခဲ့တဲ့စစ်မှန်တဲ့သူရဲကောင်းတစ်ယောက်ပါနံပါတ်3အာကာစနဲ့တိုက်ပွဲမူကန်ထရိန်းမော်ကတိုက်ပွဲမှာအာကာစကသူ့ကိုကမ်းလှမ်းခဲ့တယ်မင်းကပါရမီရှိတယ်ဒီမုံဖြစ်လာရင်ထာဝရအသက်ရှင်ပြီးပိုတန်မာလာမယ်တဲ့ဒါပေမဲ့ရန်ဂိုကုကအဲ့ဒီကမ်းလှမ်းမှုကိုပြက်ပြက်သားသားညှင်းပယ်ခဲ့တယ်ဘာလို့လဲဆိုတော့သူကလူသားတွေရဲ့အကန့်အသတ်ရှိတဲ့သက်တမ်းနဲ့အိုမင်းပျက်စီးတတ်တဲ့သဘာဝကိုမျက်နှိုးလို့ပါလူသားတွေဟာအားနည်းလို့ဘဝကမမြဲလို့ပဲတန်ဖိုးရှိတာလို့သူယုံကြည်ခဲ့တယ်နံပါတ်4အရှုံးတွေကအနိုင်နေထွက်ခံဒီအချိန်မှာသူသေလူမျောပါဖြစ်နေပြီဒါပေမဲ့သူ့မျက်နှာမှာကြောက်ရွံ့မှုမရှိခဲ့ဘူးသူ့အမေရဲ့ဝိညာဉ်ကိုမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်လှုပ်သိမ်းလှုပ်တိုက်တာတွေကိုကောင်းကောင်းလုပ်နိုင်ခဲ့ရဲ့လားလို့မေးခဲ့တဲ့အမေကသူ့နှလုံးသားရဲ့ဖြူစင်မှုကိုပြနေပါတယ်သူဟာယထာဘော်ကလူပေါင်း200ကျော်ကိုကာဝယ်နိုင်ခဲ့တယ်သူအသက်ဆုံးရှုံးသွားပေမဲ့သူ့ရဲ့တာဝန်နဲ့စိတ်ဓာတ်ကတော့အနိုင်ရရှိသွားခဲ့တာပါနောက်ဆုံးအနေနဲ့ရန်ဂိုကုရဲ့မီးတောက်တွေဟာသူ့ခန္ဓာကိုယ်နဲ့အတူငြိမ်းသွားခဲ့တာမဟုတ်ပါဘူးအဲ့ဒီမီးတောက်တွေကတန်ဂျီရိုတို့ရဲ့ရင်ထဲကိုကူးဆက်သွားခဲ့လို့ကျွန်တော်တို့ပရိသတ်တွေရဲ့ရင်ထဲမှာလည်း set you are hot up play ဆိုတဲ့စကားနဲ့အတူဆက်ပြီးတောက်လောင်နေအောင်ပါသူကတော့ပြောသွားခဲ့ပါပြီကိုယ့်ရဲ့အားနည်းချက်တွေကြောင့်ဘလောက်ပဲစိတ်တက်ကြပါစေကိုယ်နှလုံးသားကိုမီးဟုံးတောက်ပါစေတဲ့နောက်ထပ်လည်းဒီလိုမျိုး anime character video တွေကိုဆက်လက်တင်ပေးတော့မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့ဗျအားလုံးပဲကျေးဇူးတင်ပါတယ် see you ပါ